မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကလေဘဝကိုစီမံကိန်းတစ်ခုလို့တိတိကျကျဆွဲတာထက်ဒီဇိုင်းပညာရဲ့တစ်ခုလို့ဘလို့ချင်းကပ်မလဲဆိုတာပဲဟုတ်ကဲ့ Designing Your Life စောက်ထဲကအတွေးခေါ်လေးတွေကိုအဓိကထားပြီးကြည့်ကြမှာပေါ့နော်ဟုတ်ပါတယ်ဒီအခြေခံ idea ကဘဝဆိုတာလေရှာဖွေတွေ့ရှိရမယ်တစ်ခုတည်းတော့လမ်းကြောင်းမဟုတ်ဘူးကိုယ်တိုင်ဆောက်ရမယ်စမ်းသက်တီထွင်ရမယ်အဲ့လိုသဘောမျိုးဒါပေါ့အဓိကအယူအဆနှစ်ခုပေါ့ reframing လို့ခေါ်တဲ့မာယွင်းလေးယုံကြည်ချက်တွေကိုပြန်တုံးတက်တာရယ်နောက်ပြီး prototyping ဖြစ်နိုင်ခြေတွေကိုစမ်းသပ်ကြည့်တာရယ်ဒီနှစ်ခုကိုအဓိကထားကြည့်ကြအောင်ဒီချင်းကပ်ပုံမှာစိတ်ဝင်စားစရာကောင်းတာကဆိုတော့လေတိကျတဲ့အစီအစဉ်ကြီးချမှတ်ဖို့ထက်စူးစမ်းချင်စိတ်နဲ့ရှေ့ဆက်ဖို့လက်တွေ့စမ်းသပ်ကြည့်ဖို့ကိုပို့ပြီးတော့အားပေးထားတယ်ဟုတ်တယ်မတေချာမရေရာမှုတွေကိုလက်ခံပြီးတင်ယူမှုတစ်ခုလိုရှေ့ဆက်ဖို့နီးလန်းပေးထားတာမျိုးဒါတော့ကျွန်တော်တို့ကိုပြောင်းနေကြမာရင်းနဲ့အတွေးခေါ်တို့ချို့ကိုပြန်စစ်ဆေးဖို့ပဲဟုတ်ပါတယ်အဲ့တဲ့ကလူပြောအများဆုံးတစ်ခုကကိုယ့်ရဲ့ passion ကိုအရင်ရှာရမယ်ဒါမှဘဝကအဆင်ပြေမယ်ဆိုတာပဲဒါပြင်ဆောင်းရှိကလိလာချက်အရာဆိုရင်လူ80ရာခိုင်နှုန်းတော့ကတိကျတဲ့ passion တစ်ခုတည်းရှာမတွေ့ကြဘူးလေဟုတ်တယ်ဆိုတော့အဲ့ဒီအတွေးကလူများစုအတွက်ဖိအားတစ်ခုဖြစ်နေတော့တကယ်တော့လေ passion ဆိုတာကအပင်တပင်လိုပဲအစကတည်းကရှိနေတာတဲ့ဖြူစုယူရတာမျိုးဘယ်လိုမျိုးလဲခင်ဗျဆိုလိုတာကတခုခုကိုစမ်းလို့ကြည့်တယ်အဲ့ဒါကိုစိတ်ဝင်စားလာတယ်ကျွမ်းကျင်လာတယ်အဲ့ဒီနဲ့ကားတဖြည်းဖြည်းနဲ့ passion ဖြစ်လာတာမျိုးပေါ့ဆိုတော့ passion ကကောင်းမွန်တဲ့ဘဝဒီဇိုင်းရဲ့ရဲလက်ဖြစ်နိုင်တာပေါ့ဟုတ်တယ်အကြောင်းရင်းမဟုတ်ဘူးအဲ့ဒီချက်ကတော်တော်များများတို့စိတ်တက်တာရစေမှာပါအဲ့ဒီလို passion ရှာမတွေ့လို့ငါလမ်းပြောင်းနေပြီလို့ခံစားရတာမျိုးဒါမှမဟုတ်ရင်ငါအတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပဲရှိရမယ်ဆိုပြီးတွေးတတ်ကြသေးတယ်နော်ဟုတ်ပါတယ် Grant ဆိုရလူတယောက်ရဲ့ဥပမာလေးရှိတယ်သူကသူရဲ့ good time journal ကိုပြန်ကြည့်တော့လေတောင်းတက်တာကလည်းပြီးသိစိတ်လှုပ်ရှားစရာမတွေ့ဘူးဒါပေမဲ့အဲ့ဒီနဲ့စိတ်ကူးဆက်ပြီး mind map ဆွဲကြည့်လိုက်တော့အချမ်းညံ့နေငြိုင်းထွက်လာတယ်စခန်းချတာတော့ပင်လယ်ရာပြပုံစံစွန်းစောစန်းတော့စက်ပြပြိုင်ပွဲစီစဉ်တာတော့ဒါပဲအဲ့ဒါကဘွားမှာတခုတည်းသောအဖြေမှန်ဆိုတာမရှိဘူးဆိုတာကိုပြတာပေါ့နော်ဒါပေါ့ဖြစ်နိုင်ခြေအများကြီးကိုစူးစမ်းဖို့လိုတယ်ဆိုတာပဲ Odyssey Plan ဆိုတဲ့လေ့ကျင့်ခန်းတစ်ခုလေးရှိတယ်Odyssey Plan ဟုတ်ကဲ့လာမယ့်9နှစ်အတွက်လေတစ်ခုနဲ့တစ်ခုမတူတဲ့ဘဝပုံစံ၃မျိုးကိုအသေးစိတ်စဉ်းစားခိုင်းတာအဲ့လိုလုပ်ခြင်းအပြင်ရွေးချယ်စရာတွေပုံမြင်လာမယ်ငါလမ်းပြောင်းနေတယ်ဆိုတာထက်ငါမှာစူးစမ်းစရာလမ်းတွေအများကြီးပဲဆိုတဲ့အမြင်မျိုးဖြစ်သွားစေတာပေါ့ဟုတ်ပါတယ်အကြံဉာဏ်ရှိလာပြီဆိုရင် not a single account အထဲပေါ်ကြည့်ဖို့ပဲဟုတ်တယ်ဒါမဲ့တခါတည်းအကြီးကြီးလောက်ကမျိုးမဟုတ်ပဲနဲ့လေဒီဇိုင်းပညာမှာတုံးတဲ့ prototype လုပ်တဲ့နီလန်းကိုတုံးဖို့ပြောထားလဲprototype လုပ်တယ်ဆိုတာကဆိုလိုတာကကိုအချမ်းဉာဏ်ကို NANN နဲ့တေးသေးလေးအရင်စမ်းကြည့်တာပေါ့ coffee ဆိုင်ဖွင့်ကြည့်ရင်ဆိုင်ကြီးမဖွင့်ခင် catering လေးအရင်စမ်းလုပ်ကြည့်တာမျိုးဒါမှမဟုတ်အဲ့ဒီလုပ်ငန်းအကြောင်းပိုသိရအောင် coffee ဆိုင်မှာခဏအချိန်ပိုင်းဝင်လုပ်ကြည့်တာမျိုးပေါ့ဟုတ်ပါတယ်ဒီ prototyping ကအလုပ်ကိုင်ရပြောင်းလဲလုပ်ချင်တဲ့သူတွေအလုပ်ရှာတဲ့သူတွေအတွက်တော်တော်တုံးဝင်တယ်အထူးသဖြင့်အတောင်းဝင်တယ်စာအုပ်ထဲမှာ live design interview ဆိုတဲ့နည်းလမ်းကိုမိတ်ဆက်ထားတယ် live design interviews ဒါကဘယ်လိုမျိုးလဲဒါကလေအလုပ်တောင်းရတာမဟုတ်ဘူးကိုစိတ်ဝင်စားတဲ့နယ်ပယ်ကလူတွေရဲ့ဘဝစကြောင်းနီးသူတို့အလုပ်အတွေ့အကြုံတွေကိုစိတ်ဝင်စားမေးမြန်းနားထောင်တာKurt ဆိုတဲ့ design မဟာပွဲရတယောက်အကြောင်းရှိတယ်သူကရိုးရာ CV ပို့တဲ့နည်းနဲ့အလုပ်38ခုလျှောက်တာတခုမှအလုပ်မရတဲ့ဘူးဟုတ်လား38ခုတော့ဟုတ်တယ်ဒီနေရာကတကယ်စိတ်ဝင်စားစရာပဲအဲ့ဒီနောက်သူပါဆက်လုပ်လဲအဲ့ဒီနောက် Kurt ကလမ်းကြောင်းပြောင်းပြီးတော့လေ live design interviews 56ခုလုပ်ခဲ့လေ56ခုအလုပ်တောင်းတာမဟုတ်ပဲနဲ့လားဟုတ်တယ်လူတွေရဲ့အတွေ့အကြုံတွေကိုစိတ်ရင်းမှန်နဲ့မေးမြန်းရင်းကနေအရေးတွေးမြစ်အလုပ်ကန့်လန့်မှုခုရခဲ့တယ်ပြီးတော့သူတကယ်လိုချင်တဲ့ dream job ကိုရသွားတယ်ဟောစရာပဲဆိုတော့ networking ကိုတမျိုးမြင်စေတာပေါ့နော်လူကိုအတုံးချတာမဟုတ်ပဲနဲ့တကယ်ဟုတ်ပါပဲ networking ဆိုတာကိုယ့်အကျိုးအတော်လူတွေကိုအတုံးချတာလို့မြင်မဲ့အစားလေလမ်းပြောင်းနေချိန်မှာလမ်းညွှန်မှုတောင်းသလိုမျိုးလမ်းညွှန်မှုတောင်းခံခြင်း asking for directions လို့ကြံမြင်ကြည့်ဖို့ဒီစာအုပ်ကတိုက်တွန်းထားတယ်စိတ်ဝင်စားစရာပဲကိုကစိတ်ရင်းမှန်နဲ့သူတို့ရဲ့ဇလန်းကိုလေးလာခြင်းစိတ်နဲ့ချင်းကပ်ရင်လူတွေကလည်းကူညီခြင်းကြတာတပါးပါပဲဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်ဒါပေါ့ကောင်းပြီဒီလိုစမ်းသပ်မှုတွေလုပ်တဲ့အခါဘဝကိုဒီဇိုင်းဆွဲတဲ့အခါကြာရှုံးမှုတွေဆိုတာတော့ကြုံရမှာပဲလေကြ
ကြုံမှာပဲ ဒါကိုဘလို့ကိုင်းတွေ့မလဲစာအုပ်ထဲမှာ failure immunity ဆိုတဲ့အယူအဆကိုပြောထားတယ်နော်ကြာရှုံးမှုကိုကြံ့ကြံ့ခံနိုင်စွမ်းဆိုတာမျိုး ဟုတ်ကဲ့အခြေခံတွဲခေါ်ကဘဝကိုအဆုံးသက်ရှိတဲ့ကစားပွဲ finite game လို့မမြင်ဘဲနဲ့အဆုံးမဲ့ကစားပွဲ infinite game လို့မြင်ဖို့ပါပဲ finite game နဲ့ infinite game ဘယ်လိုကွာလဲခင်ဗျ finite game မှာနိုင်ရှုံးဆိုတာအဓိကပွဲပြီးရင်အဆုံးသတ်သွားတယ် infinite game မှာကျတော့ရည်ရွယ်ချက်ကကစားပွဲကိုဆက်ကစားနေဖို့ဆက်ပြီးတင်ယူတိုးတက်နေဖို့ပဲ အော်ဆိုတော့အဲ့လို infinite game လို့မြင်လိုက်ရင်ကြာရှုံးမှုဆိုတာမရှိတော့ဘူးပေါ့ မရှိတော့ဘူးလို့တော့မဟုတ်ဘူးဒါပေမဲ့ချရှုံးမှုကတင်ယူဖို့အခွင့်အလမ်းတစ်ခုဖြစ်သွားတယ်အမားတွေအားနည်းချက်တွေနဲ့သင်ခန်းစာယူပြီးနောက်တစ်ချိန်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကိုပဲအာရုံစိုက်သွားတာ ဆိုလိုတာကကြာရှုံးမှုတိုင်းဟာသင်ခန်းစာယူစရာအရင်မြစ်ဖြစ်သွားတာပေါ့ဒါကိုလက်တွေ့လို့ဖို့ failure reframe ဆိုတဲ့ leading hand လည်းရှိတဲ့ကြားတယ် ဟုတ်ပါတယ်ရှိပါတယ်ကိုကြုံခဲ့တဲ့ချရှုံးမှုတွေကိုမှတ်တမ်းတင်တယ်ပြီးရင်ဒါကတာမန်အမားလား screw up ကိုယ့်ရဲ့တကယ်အားနည်းချက် weakness ကြောင့်လားဒါမှမဟုတ်တိုးတက်အောင်လုပ်လို့ရတဲ့နေရာ growth area လားဆိုပြီးအမျိုးအစားခွဲကြည့်ခိုင်းတယ် ပြီးတော့အဲ့ဒီနေရာဘာသင်ယူနိုင်မလဲဆိုတာကိုရှာဖွေခိုင်းတာပေါ့နော် ဟုတ်ပါတယ်ဒါကအမားတွေကြောင့်စိတ်တက်ကြမဲ့အစားတင်ယူမှုအဖြစ်ပြောင်းလဲစေတယ် ကောင်းလိုက်တာဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံကြည့်လိုက်ရင်ဘဝကို design ဆွဲတယ်ဆိုတာပြည့်စုံတဲ့တိကျတဲ့အစီအစဉ်တစ်ခုချမှတ်ထားတဲ့ စူးစောင်းလို့စိတ်လက်တွေ့စမ်းသပ်လို့စိတ်တင်ယူလို့စိတ်ဒီနဲ့ရှေ့ဆက်တိုးနေရတဲ့တိဆောက်မှုခရီးစဉ်တစ်ခုပါပဲ ဟုတ်ပါတယ်အဓိကတော့ချက်ကစာသင်ဖို့ပဲပေါ့အကြီးကြီးစဉ်းစားနေစရာမလိုဘူး ဟုတ်တယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကကိုနဲ့သက်ဆိုင်တဲ့ထင်တဲ့အချက်သေးသေးလေးတစ်ခုခုကိုစမ်းကြည့်နိုင်တယ် ဥပမာကိုစိတ်ဝင်စားတဲ့အရာတစ်ခုအတွက် prototype detail တစ်ခုစမ်းလုပ်ကြည့်တာမျိုး ဒါမှမဟုတ်ကိုလက်ရှိလမ်းပြောင်းနေတယ်လို့ခံစားရတဲ့အခြေအနေတစ်ခုကိုစူးစမ်းစရာလမ်းကြောင်းတွေအများကြီးရှိနေတယ်လို့ reframe လုပ်ကြည့်တာမျိုးပေါ့ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့လေစဉ်းစားစရာလေးတစ်ခုထားခဲ့ကြပါတယ်ကိုဘွားရဲ့ဘယ်အပိုင်းကိုဒီနေ့ကစပြီးဒီလို design ဆွဲတဲ့စိတ်နေတဘောထားနဲ့စတင်ချင်းကပ်ကြည့်နိုင်မလဲ စဉ်းစားစရာပဲ ကိုစမ်းသက်ကြည့်နိုင်မဲ့ prototypes တေးသေးလေးတစ်ခုကဘာဖြစ်နိုင်မလဲဒါမှမဟုတ် networking ကိုလမ်းညွှန်မှုတောင်းခံခြင်းဆိုတဲ့အမြင်သစ်နဲ့ဘသူစီကိုချင်းကပ်ကြည့်မလဲ ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲစိတ်ဝင်စားစရာချက်တွေအများကြီးဆွေးနွေးခဲ့ကြပါတယ် ဟုတ်ကဲ့ပါ နောက်တစ်ချိန်မှာအသစ်သောရှောက်ပွေးတွေ့ရှိမှုအနေနဲ့အတူပြန်ဆောင်ကြပါမယ် မင်္ဂလာပါရှင်ဒီနေ့ကျမတို့နည်းနည်းလေးနက်လေ့လာကြမယ်အကြောင်းအရာကတော့လေနာမည်ကြီးဒီဇိုင်းပညာရှင် John Norman ရဲ့စာအုပ်နေ့စဉ်သုံးပစ္စည်းများ၏ဒီဇိုင်းထဲကအပိုင်းတချို့ပါ ဟုတ်ပဲခင်ဗျ အဲ့ဒီမှာကျမတို့နေတိုင်းသုံးနေကြပစ္စည်းတွေပေါ့နော်တချို့ကြတော့အလိုလိုနေရင်သုံးရတာအဆင်ပြေနေတယ်တချို့ကြတော့ဘလို့သုံးရမှန်းမသိစိတ်ရှုပ်စရာကြီးဘာလို့ဒီလိုကွာနေရတာလဲဆိုတဲ့အကြောင်းရင်းတွေပေါ့ ဟုတ်ပါလားအဲ့ဒီနောက်ွယ်ကဒီဇိုင်းတွေလူတွေရဲ့စိတ်အခန့်အဖြူမူတွေကိုနားလည်ဖို့စူးစမ်းကြည့်ကြမှာပါ ဆိုအဓိကအချက်ကလေသုံးတဲ့လူကိုအပြစ်ပုံချတာမျိုးမဟုတ်ပဲနဲ့ဒီဇိုင်းကိုယ်တိုင်ကလူတွေရဲ့တကယ်လိုအပ်ချက်သူတို့ရဲ့အထုံးပြုပုံနဲ့ဘလို့အံဝင်ခွင့်ချဖြစ်အောင်လုပ်ပေးမလဲအဲ့ဒါကိုလူဘဝပြုဒီဇိုင်း human centered design လို့ခေါ်တာပေါ့ ဟုတ်ကဲ့ ဥပမာအထင်ရှားမှုတစ်ခုပြောရရင်ဟိုတုံးပိုက်ကျွန်း nuclear ကိစ္စလေး ကြားဖို့ပါတယ် အစကတော့ operator တွေမာတာပါဆိုပြီးကောက်ချက်ချလိုက်ကြတာဒါပေမဲ့တကယ်တော့ပြန်ဆန်းစစ်ကြည့်တော့အဲ့ဒီထိန်းချုပ်ခန့်ရဲ့ design ကအញ្ញံကိုရှုပ်ထွေးပြီးနားလည်ရခဲ့နေတယ် အဲ့ဒီ design ညံ့ဖျက်မှုကကိုအမားတဲ့စက်တိုက်ဖြစ်သွားအောင်တွန်းပို့လိုက်တယ်လို့ဖြစ်သွားလား ဆိုတော့နိပညာတစ်ခုတည်းသိုံနဲ့မရဘူးပေါ့ အတိရဲ့ကြပဲဒီပညာရောလူတွေရဲ့သိမြင်မှုစိတ်ပိုင်းဆိုင်ရာကိုပါနားလည်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲ အဲ့ဒီလူဘဟုတ်ဖြူဒီဇိုင်းမှာအခြေခံကြတဲ့ယူဆလေးတွေရှိတယ်နော်စာအုပ်ထက်မှာဒေါင်နော်မန်ပြောတဲ့တကားတွေအကြောင်းကစိတ်ဝင်စားဖို့ကောင်းတယ်လူတိုင်းကြုံမှုမှာ ဟုတ်ပါကတစ်ချက်တွေ့ရင်တွန်းရမှာလားဆွဲရမှာလား ဟုတ်တကားတဲ့လေမသိကြဘူးလေဟိုလူလုံးကြီးဒီလိုလုံးကြီးနေအဲ့ဒါသူပြောတဲ့အတုံးချနိုင်စွမ်း affordances နဲ့အချက်ပြသင်္ကေတ signifiers ကိစ္စမဟုတ်လား အဲ့ဒါသိမှန်တဲ့ချက်တဲ့ affordance ဆိုတာကအရာဝတ္ထုတစ်ခုကဘာတွေလုပ်လို့ရနိုင်တယ်ဆိုတော့သူ့ရဲ့ဖြစ်နိုင်ခြေတွေပေါ့ ခုံဆိုထိုင်လို့ရမယ်လက်ကိုင်းခေါ့ဆိုရေးထဲတောက်လို့ရမယ်အဲ့လိုမျိုး ဟုတ်တယ်ဒါပေမဲ့ရေးကြီးတာကအဲ့ဒီဖြစ်နိုင်ခြေကို
လူတွေကဘယ်လိုလုပ်သိနိုင်မလဲဆိုတာကိုပြပေးရ signifiers တွေပါ အော်အချက်ပြတာပေါ့ ဟုတ်တယ်ဥပမာတကားမှာလက်နဲ့တွန်းရမယ်ပြားချက်လက်ကင်မျိုးတခြားရင်အဲ့ဒါကတွန်းပါလို့အချက်ပြနေတဲ့ signifier ပေါ့လက်ကင်ကွင်းလိုမျိုးဆွဲလို့ရမယ်ပုံစံဆိုရင်ဆွဲပါလို့ပြနေတာ အဲ့ဒီ signifiers ဒီရှင်းလင်းနေလူကကြည့်လို့တာနဲ့ဘာလို့ရမယ်ဆိုတာတန်းတီရော အတိအကျပဲမရှင်းရင်တော့စဉ်းစားရပြီစမ်းကြည့်ရပြီမားနိုင်ရရှိလာပြီ ဒါဆို designer တွေက affordances ထက် signifiers ကိုပိုအာရုံစိုက်ရမှာပေါ့နော် ဟုတ်ပါတယ်ဖြစ်နိုင်ခြေရှိုံနဲ့မပြီးဘူးအဲ့ဒါကိုလူတွေလွယ်ကူကူသိအောင်နားလည်အောင်ပြပေးနိုင်မှုကအဓိကပဲ နောက်တစ်ခုကကြတော့ကိုတစ်ခုလှုပ်လိုက်ရင်ဥမာခလုတ်နေလိုက်နဲ့ဘာဖြစ်သွားလဲဆိုတာချက်ချင်းသိရတဲ့ကိစ္စတုံ့ပြန်ချက် feedback ပေါ့ ကအရန်ရေးကြည့်တယ် မိခလုတ်ဖွင့်မီလင်းစာတာမျိုးကွန်ပျူတာမှာ icon တစ်ခု click လိုက်ရင်အဲ့ဒါ selected ချီသွားတဲ့ရောင်လေးပြောင်းတော့တာမျိုးပေါ့ ဟုတ်တယ်အဲ့ဒီလိုတုံ့ပြန်မှုမရှိရင်ဒါမှမဟုတ်အရင်နောက်ကျမှတုံ့ပြန်မှုလာရင်ကိုလှုပ်လိုက်တာအလုပ်ဖြစ်လားမဖြစ်ဘူးလားဆိုတာမသိကြတော့ဘူး ဟုတ်ကွန်ပျူတာမှာဆိုတစ်ခု click လိုက်တယ်ဘာမှမဖြစ်လာတယ်လို့ထင်ပြီးနောက်တစ်ခါထပ် click မိရော အဲ့ဒါပေါ့စိတ်လဲတိုးလာရောတကယ်တော့အနောက်မှာအလုပ်လုပ်နေတာဖြစ်နေမဲ့ feedback မလာတော့မသိဘူးလေ တုံ့ပြန်ချက်ကချက်ချင်းရှိဖို့လိုတယ်လို့အတိတ်တယ်လည်းရှိဖို့လိုသေးတယ်နော် ဟုတ်ပါတယ်ဘာဖြစ်နေလဲဆိုတာရှင်းရှင်းလင်းလင်းသိစေရမယ်ဒါပေမဲ့တစ်ဖက်မှာလည်းအချက်ပေးတာနဲ့မီးအလင်းအမိတ်တွေအယမ်းများပြီးစူညံနေလည်းမကောင်းပြန်ဘူး အော်ဟုတ်တယ်စေယုံအေးဖို့ခန်းတို့လေရင်မူအခန်းတို့မှာဆိုအတန်နေမိတွေတိတ်များလို့ရင်တကယ်အေးကြီးတဲ့သတိပေးချက်ကိုသတိမထားမိဖြစ်သွားနိုင်တယ် အဲ့လိုပဲဒါကြောင့် feedback ကိုတင်များတာအောင်အတိတ်ပဲရှိအောင်ရှင်းလင်းအောင် design လုပ်ဖို့လိုတယ် feedback မကောင်းရင်ဒါမှမဟုတ်လုံးဝမရှိရင်တိုးနယ်လို့ကမားရွံ့တဲ့စိတ်ပုံစံတွေတိဆောက်မိပြီးအမားသေးသေးလေးနဲ့အမားကြီးစီရောက်သွားနိုင်တယ် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အတွေ့အခေါ်တစ်ခုကဦးနောက်ထဲကအသိဉာဏ် knowledge in the head နဲ့ပတ်ဝန်းကျင်ကအထောက်အကူ knowledge in the world ကိစ္စပဲ ဟုတ်တယ် ဆိုလိုတာကလူတွေကအရာရာတန်းကိုခေါင်းထဲမှာအလွတ်မထားစရာမလိုဘူးတချို့ຢာတွေကိုပတ်ဝန်းကျင်ကိုကြည့်ပြီးသိနိုင်အောင်သုံးနိုင်အောင်ဒီဇိုင်းကကူညီပေးသင့်တယ်ဆိုတဲ့သဘောမျိုးလား ဟုတ်ပါတယ်ဥပမာဆိုင်ကယ်ဆန်းလို့တော့ကိုဘယ်ပတ်လက်ရမှာလားညာပတ်လက်ရမှာလားဆိုတာမျိုးကအလွတ်ကြမှတ်ထားရတယ် knowledge in the head ပေါ့ အေးမှတ်ထားရတာ ဒါပေမဲ့ကားလာမေကလမ်းညွှန်ဆိုင်မှုဒီမိခလုတ်ပေမှာ on off လို့ရေးထားတာမျိုးကြတော့ကိုကကြီးလိုက်ရုံနဲ့သိနိုင်တဲ့ knowledge in the world ပေါ့ အော်ပတ်ဝန်းကျင်ကတည်င်းအချက်လက်တွေ ဟုတ်တယ်ဒီဇိုင်းကောင်းတစ်ခုကအဲ့ဒီနှစ်ခုကိုဟန်ချက်ညီအောင်လုပ်ပေးတယ်လူတွေရဲ့မှတ်ဉာဏ်ကအကန့်အသတ်ရှိတဲ့ဆိုတာကိုဒီဇိုင်နာကနားလည်ထားရမယ် ဆိုတော့မလွဲပဲခေါင်းလဲမှာမှတ်ထားစရာမလိုအောင်ဒီဇိုင်းမှာတင်အချက်ပြတာတွေကန့်သက်ချက် constraints တွေထည့်ပေးထားတင်တယ်ပေါ့ မှန်ပါတယ်ဥပမာရှုပ်ထွေးတဲ့ password ဒီမရခက်လို့စာရွက်လေးနဲ့ရေးပြီးကွန်ပျူတာဘေးမှာကတ်ထားတာမျိုးက knowledge in the world ကိုတုံးချတာပဲ ဟုတ်ဒါမဲ့အဲ့ဒါကလုံခြုံရေးအတွက်တော့မကောင်းဘူးပေါ့နော် ဟုတ်တယ်အဲ့ဒါကဘာကိုပြလဲဆိုတော့အစကတည်းကဒီဇိုင်းကမဲ့ရလွယ်အောင်ဒါမှမဟုတ်လုံခြုံတဲ့တခြားနီလန်းတစ်ခုခုကိုစဉ်းစားပေးတင်တယ်ဆိုတာကိုပြနေတာပဲလူကိုအဖြစ်တင်တဲ့ထက်ဒီဇိုင်းကဘယ်လိုပိုကောင်းအောင်လုပ်လို့ရမလဲစဉ်းစားရမှာ ဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင်တော့လေဒီဇိုင်းကောင်းတစ်ခုဆိုတာမျက်စိပတာရရှိယုံလာပယုံတက်မဟုတ်ဘူးပေါ့နော် ဟုတ်ကဲ့ အဓိကအသုံးပြုမဲ့လူရဲ့စိတ်ပိုင်းဆိုင်ရာလိုဟတ်ချက်တွေသူတို့ဘလို့စဉ်းစားလဲဘလို့သင်ယူလဲဘလို့အမားမျိုးတွေလောက်တက်လဲဆိုတဲ့အခြေခံတွေကိုနားလည်ပြီးဖန်တီးထားဖို့အရေးကြီးတယ်ဆိုတဲ့သဘောပဲ အဲ့ဒါပါပဲ တကားလက်ကင်လို့ရိုးရိုးရှင်းရှင်းအရာလေးငယ်နေနျူကလ িয়ার ထိန်းချုပ်ခန်းလို့ရှုပ်ထွေးလာတဲ့စနစ်ကြီးတွေအထိဒီဇိုင်းကအသုံးပြုရလွယ်ကူပြီးအလိုလိုနားလည်နိုင်စွမ်း intuitive ရှိနေဖို့ကအဓိကပဲ အတိအကျပဲခုနပြောခဲ့တဲ့ affordances နဲ့ signifiers တွေရှင်းလင်းတာ feedback ကအချိန်ကိုက်ပြီးရှင်းလင်းတာ knowledge in the head နဲ့ knowledge in the world ကိုဟန်ချက်ညင်ကြီးအသုံးချနိုင်အောင်ကူညီပေးတာအဲ့ဒါဒီအားလုံးကကောင်းမွန်တဲ့အသုံးပြုသူအတွေ့အကြုံကိုဖန်တီးပေးတယ် ဟုတ်ကဲ့ ပြီးတော့အရေးကြီးဆုံးကအမားတစ်ခုခုဖြစ်လာခဲ့ရင်ပေါ့လူကိုလက်ညှိုးထိုးအဖြစ်တင်ဖို့မစင်စားခင်ဒီဇိုင်းမှာအမားကိုဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲဒါမှမဟုတ်အမားဖြစ်ခဲ့ရင်တော့အလွယ်တကူဘယ်လိုပြန်ပြင်နိုင်အောင်အန်ဒီယနဲ့အောင်လုပ်ပေးနိုင်မလဲဆိုတာကိုဦးစားပေးစဉ်းစားရမယ် ဟုတ်တယ် ဟို Switzerland ဒင်ခဲပုံစံခွတ် Swiss cheese model ဆိုတာရှိတယ်လေ ကြားဖူးတယ်လို့ပဲ အဲ့လာကဘာလို့ပြောလဲဆိုတော့ကပ်ပေးအများစုဟာအကြောင်းရင်းတစ်ခုတည်းကြောင့်ဖြစ်တာမဟုတ်ဘူးကာကွယ်မှုအလွှာတွေအများကြီးရှိနေပြီပဲအဲ့ဒီအလွှာတွေမှာရှိတဲ့အားနည်းချက်အပေါက်လေးတွေကမတော်တဆတဲ့ထော်တဲ့အခါမှာဖြစ်တတ်တာမျိုး အော်အလွှာတိုင်းမှာအပေါက်တွေကရှိနေနိုင်တယ်အဲ့ဒီအပေါက်တွေတဲ့သွားရင်ပြဿနာတဲ့ရော ဟုတ်တယ်ဒီတော့ဒီဇိုင်းရဲ့တာဝန်ကအဲ့ဒီအလွှာတွေကိုပိုခိုင်မာအောင်လုပ်ဖို့အပေါက်တွေကိုကတ်နိုင်သလောက်ပိတ်ဖို့ဒါမှမဟုတ်
အပေါက်တွေတဲ့ဖောက်နိုင်ကြကိုရှော့ချဖို့ပဲ ကောင်းလေးတဲ့ရှင်းပြချက်ပါပဲကဲဒါဆိုနောက်ဆုံးနေနဲ့စဉ်းစားစရာလေးတစ်ခုမေးချင်ပါတယ်ရှင် ဟုတ်ကဲ့ခင်ဗျာ ဒီနေ့ကျမတို့ဆွေးနွေးဟေ့ကြတဲ့အချက်လက်တွေဒီဇိုင်းအခြေခံသဘောတရားတွေကိုတတိယပြီးတော့ကိုယ့်ပတ်ဝန်းကျင်ကနေ့စဉ်သုံးပစ္စည်းတွေကိုပြန်ပြီးတော့အကဲခတ်ကြည့်လိုက်မယ်ဆိုရင်ပေါ့လေ အရင်ကတတိမထားမိခဲ့တဲ့ဒါကတော့တကယ်ဒီဇိုင်းကောင်းမယ်ဒါကတော့သုံးရတာတို့အဆင်မပြေဘူးဆိုတဲ့အောင်မြင်မှုတွေကြာရှုံးမှုတွေကိုပိုပြီးထိုးထွင်းသိမြင်လာနိုင်မလား ဟုတ်ကဲ့စိတ်ဝင်စားစရာပါ အဲ့ဒီလိုအသိမြင်မျိုးကနေပညာတွေပစ္စည်းတွေနဲ့ကျမတို့ရဲ့ဆက်ဆံရေးကိုတော့ဘလို့ပုံစံမျိုးနဲ့ပြောင်းလဲသွားစေနိုင်မယ်လို့ထင်ပါတယ်လေ လုပ်ငန်းခွင်မှာလေတခါတလေစင်ခုံမှုကြီးတွေကြုံရတယ်အချိန်ကလည်းမရှိဘူးအဖြေရှာရမယ့်ကိစ္စတွေကလည်းအရေးကြီးနေတယ်ဘဲကစားရမှန်းတော့မထီတဲ့အခြေအနေမျိုးတွေပေါ့ ဟုတ်တယ်အဲ့လိုမျိုးတွေကြုံဖူးကြမှာပါ ဒီနေ့အဲ့ဒီလိုအခြေအနေတွေထက်တကယ်လက်တွေ့ကြပြီးရက်တို့အတွဲထိရောက်တဲ့နီလန်တစ်ခုအကြောင်းဆွေးနွေးကြည့်ချင်တယ် စိတ်ဝင်စားစရာပဲပါများလဲ Sprint ဆိုတဲ့စာအုပ်တွေကအကြောင်းအရာတွေပါ Jake Knapp နဲ့ Google Ventures ကသူ့ lo for kind ဖက်ဒီရေးထားတာအဲ့ဒီနီလန်က Google မှာစောက်ကြတာလို့ဆိုတယ် ဟုတ်ပါတယ် Google Ventures ပေါ် GV တို့ခေါ်တဲ့ယင်းနှမြုံနှံမှုကုမ္ပဏီကနေပြီးတော့သူတို့ယင်းနှမြုံနှံထားတဲ့ startup တွေနဲ့လက်တွေ့သုံးရင်ပို့ပြီးတော့ဘယ်လိုပြောမလဲပြုပြင်မွေးမှန်လာရဲ့သဘောပါ အော်ဟုတ်ကဲ့ဆိုတော့အဲ့ဒီ Sprint ဆိုတာကဘာကိုအဓိကလောက်တာလဲ Sprint ဆိုတာကလေရှင်းရှင်းပြောရင်ကြီးမားတဲ့ပြဿနာတွေဒါမှမဟုတ်စိတ်ကူးအသစ်တွေကိုစမ်းသပ်ချင်တာမျိုးအရေးကြီးတဲ့အဆုံးဖြတ်ချက်6ဖို့လိုတာမျိုးတွေအတွက်တတ်မှတ်ရ9ရက်အတွင်းမှာအဖွဲ့လိုက်အာယုစိုက်ပြီးလုပ်တဲ့စနစ်ကျလုပ်ငန်းစဉ်တစ်ခုပဲ 9ရက်တင်းနေလား ဟုတ်တယ်9ရက်တင်းနေအထူးကရည်ရွယ်ချက်ကလာချီပြီးအချိန်ဆွဲ product အကြီးစောက် meeting ဒီအကြိုင်းလောက်အဲ့လိုဒီအစားရပ်ပိုင်းလေးနဲ့အရေးကြီးတဲ့မေးခွန်းတွေအတွက်ဖြေရှာဖို့သင်ခန်းစာယူဖို့ပဲ အချိန်ကုန်ငွေကုန်တတ်တာပေါ့နော် အဲ့ဒါပေါ့အချိန်ရောငွေရောတတ်တာတွေပြီးတော့ကိုသွားနေတဲ့လမ်းကြောင်းမိုင်းရလို့ဆိုတာမြန်မြန်သိနိုင်တယ်လေ ဟုတ်ပါပြီဒီ9ရက်တာလုပ်ငန်းစဉ်ကိုတရက်ချင်းစီနည်းနည်းအသေးစိတ်ပြောပြလို့ရမလားတနေ့လာနေမှာပါလို့လဲ ရတာပေါ့တနေ့လာနေပထမဆုံးရက်မှာကအဖွဲ့ဝင်တွေအကုန်လုံးပြဿနာကိုနားလည်အောင်လုပ်ကြတယ်ဖတ်ပေါင်းစုံနေပေါ့နော် လေလာတုံးတတ်တာမျိုးလား ကျွမ်းကျင်သူတွေကိုမြေးတာရှိပြီးသားအချက်လက်တွေပြန်ကြည့်တာပြီးတော့အရေးကြီးတာကအဲ့ပြဿနာရဲ့မြေပုံ map တစ်ခုကိုအတူတူဆွဲကြတယ် map ဆိုတာဘယ်လိုမျိုးလဲ လုပ်ငန်းစဉ်ဘယ်လိုသွားလဲသုံးဆွဲသူကပြင်ဆင်နေဖြတ်ရလဲဆိုတာမျိုးကိုပုံနဲ့ပြတာပေါ့အဲ့ဒီ map ပေါ်မှာမှဒီတစ်ပတ်အတွက်အဓိကအာရုံစိုက်ဖြည့်ရှိမဲ့ပစ်မှတ် target ကိုအားလုံးသဘောတူရွေးလိုက်ကြတယ် အော်အားလုံး focus တခုတည်းတည်သွားအောင်ပေါ့ဟုတ်ပြီအင်္ဂါနေ့ကတော့ အင်္ဂါနေ့ကစိတ်ဝင်စားဖို့ကောင်းတယ်များဟောဖြစ် brainstorming ဆိုအဖွဲလိုက်ဝိုင်းပြောကြတာကြနဲ့ ဟုတ် sprint မှာအဲ့လိုမဟုတ်ဘူးအင်္ဂါနေ့မှာကတယောက်ချင်းစီတိတ်တိတ်ခလေးအာရုံစိုက်ပြီးအဖြေတွေကိုစက္ကူပေါ်မှာပုံကျန်းဆွဲရတယ် sketch လုပ်ရတာပေါ့ အော်တယောက်ချင်းစီစဉ်းစားချိန်ပေးတာပေါ့ ဟုတ်တယ်အဲ့ဒါက group brainstorming ထက်ပိုပြီးအတွေးခေါ်ဆုံးတယ်ပြီးတော့အတန်းကျဲတဲ့သူယာထူးကြီးတဲ့သူရဲ့ idea မို့လို့ပိုကောင်းတယ်မဖြစ်တော့ဘူးလေ idea ရဲ့အရေးသွေးကိုပဲကြည့်လို့ရတယ် ဒါကောင်းတယ်နော်တော်တော်လေးကြွားချတဲ့ချင်းကပ်မှုပဲကဲဘုဒ္ဓဟူးနေ့အဲ့ဒီပုံချမ်းကြီးအများကြီးထဲကဘယ်လိုလုပ်မလဲ ဘူရဟူးနေ့ကတော့ဆုံးဖြတ်တဲ့အနေ decide ဒီပေါ့အင်္ဂါနေ့ကဆွဲထားတဲ့ပုံကျန်းဒီကိုအကုန်နေရမှာကတ်ထားလိုက်တယ်ပြီးရင်အဖွဲ့သားတွေကအသက်မထွက်ပဲလောက်လျှောက်ကြည့်ပြီးသူတို့သဘောကျတဲ့ idea တွေအပိုင်းတွေကိုအမှတ်အသားလေးတွေနဲ့မဲ့ပေးကြတယ် sticker အသေးလေးတွေနဲ့ပေါ့ အော် voting လုပ်တာမျိုး အဲ့လိုသဘောမျိုးပဲအဲ့ဒီကနေအများစုသဘောကျတယ်ဒါမှမဟုတ်အရေးကြီးတဲ့အမြင်ကြီးပါတဲ့အဖြေတစ်ခုဒါမှမဟုတ်နှစ်ခုလောက်ကိုရွေးလိုက်တယ်ပြီးရင်အဲ့ဒီအဖြေကို prototype ဘယ်လိုစောင့်မလဲဆိုတာ storyboard ဆွဲကြတယ် storyboard ဆိုတာက အသုံးပြုသူကအဲ့ဒီ feature အသစ်နဲ့ဘယ်လိုဆင့်သုံးသွားမလဲဆိုတာကိုအခွက်လေးတွေနဲ့ပုံကျန်းဆွဲပြလာတယ်ဇလန်းလို့ပေါ့ ဟုတ်ကဲ့ဒါဆိုဂျာဒပရီနေ့က prototype စောက်တဲ့နေ့ဖြစ်မယ်စောက်ထဲမှာ fake it ဆိုတဲ့စကားလုံးတွေ့လိုက်တယ်အတူလို့ခိုင်းတာလား အဲ့လိုမျိုးတော့မဟုတ်ဘူး fake it ဆိုတာကတကယ် product အစ်စ်လို့ coding တွေရေး hardware တွေတက်ဆင်ပြီးပြည့်စုံအောင်လုပ်နေဖို့အချိန်မရှိဘူးလေ ဟုတ်ဆိုတော့အဲ့ဒီတရက်ထဲမှာအဓိကစမ်းသပ်ခြင်းတဲ့အပိုင်းအတွေ့အစ်စ်လို့ထင်ရတဲ့အတု facade ကိုဖန်တီးတာ ဥပမာလေးပေးပါဦး F တခုဆိုရင်တကယ်အလုပ်လုပ်တဲ့ကုမ္ပဏီပဲ design ပုံချမ်းတွေကိုတုံးကြည့်နှိပ်လို့ရတယ်လို့အလုပ်လုပ်သလိုဖန်တီးတာမျိုးပေါ့
Keynote တို့ PowerPoint တို့နဲ့တောင်းလို့လို့ရတယ်အဓိကကတော့ကြာနေ့ summit တို့အတွက်တကယ် product လို့ယုံကြည်သွားစေဖို့ပဲ အဲ့ဒီမှာအရေးအသွေးကဘလောက်အရေးကြီးလဲ Goldilocks quality ဆိုတာတော့ အဲ့ဒါအရေးကြီးတယ်အရန်ကြီးပေါ်ဆဆဖြစ်ကြတဲ့ဆန်းလို့လည်းမရဘူးဆန်းတဲ့သူကဒါအတူကြီးမှထစ်တာနေတဲ့ feedback အမှန်ရမှာမဟုတ်ဘူး ဟုတ်ဒါပေမဲ့အရင်ကြီးပြည့်စုံအောင် feature စုံပါအောင်အချင်းကုန်ခန်းနေလို့လည်းမဖြစ်ပြန်ဘူးဆိုတော့မကောင်းလို့မကုံလွန်းအနေတော့တော့ကြနေမှာတင်ယူစရာရဖို့လုံလောက်တဲ့အရေးတွေအဲ့လာကို Goldilocks quality လို့ပြောတာ နားလဲပါပြီတကယ် spring လုပ်တဲ့အခါအဲ့ဒီကြားတဲ့နေ့ကတော်တော်အရေးကြီးပြီးဖိအားများမဲ့ပုံပဲနော် ဟုတ်တယ်အတွေ့အကြုံအရအဲ့ဒီနေ့ကအဖြစ်များတဲ့အခက်ခဲတစ်ခုပဲအချိန်မီပြီးအောင်ဖန်တီးနိုင်မှုပေါ့အဖွဲ့လိုက်ကူညီရတယ် ကောင်းပြီနောက်ဆုံးနေ့တော့ကြနေ့ test လုပ်တဲ့နေ့ဒါကတော့ဘယ်လိုလဲ တော့ကြနေ့မှာတော့ကြားတဲ့ပရိနေ့ကဖန်တီးထားတဲ့အဲ့ဒီ prototype ကိုပြစ်မှတ်ထားတဲ့သုံးဆွဲသူအစ်စ်တွေနဲ့စမ်းသပ်တာ ဘယ်ညာလောက်နေစမ်းလဲ 9ယောက်လောက်ဆိုလုံလောက်ပြီ ဟင်9ယောက်တီလားလူနေတယ်ထင်တာပဲ ဒါကသူတေသနာတွေကတတ်တည်ပြထားတာလေ Jacob Nielsen ဆိုတဲ့ usability expert ရဲ့လေ့လာမှုတွေကပြစ်မှတ်ထားတဲ့သုံးဆွဲသူ9ယောက်လုံးနဲ့စမ်းရင်ပဲအဓိက usability ပြဿနာတွေရဲ့ 85% လောက်ကိုဖော်ထုတ်နိုင်တယ် အော် 85% တောင် ဟုတ်တယ်နောက်ထပ်လူတွေထပ်ထက်ဆန်းလေးအတိတ်တွေ့ရှိတာကတိတာနဲသွားလေးပဲဆိုတော့အချင်းကုန်းငွေကုန်းပိုတတ်တာပေါ့ ဒါဆို Soviet company ဥမာလေးဖြောပြပါဦးစက်ရုပ်နဲ့စမ်းတယ်ဆိုတာ ဟုတ်ကဲ့ Soviet ကဟိုတယ်ဒီမှာပစ္စည်းပို့ပေးတဲ့ relay ဆိုတဲ့စက်ရုပ်လေးတွေလောက်တာသူတို့ sprint လောက်တာကအဲ့ဒီစက်ရုပ်ကလူတွေနဲ့ဘလို့ဆက်ဆံတင်လဲဘလို့အမူအရာဘလို့အတန်နဲ့ဆိုလူတွေပို့သဘောကျမလဲဆိုတာကိုသိကျင်လို့ အဲ့ဒါကို prototype ဘယ်လိုလုပ်လဲစက်ရုပ်အစစ်နဲ့လား မဟုတ်ဘူးအဲ့ဒါပဲစိတ်ဝင်စားဖို့ကောင်းတာသူတို့က iPad ပေါ်မှာစက်ရုပ်မျက်နှာ animation လေးတွေလုပ်တယ်အတန်အတွက်ကိုဝန်ထမ်းတစ်ယောက်ကအခန်းဆောင်ကနေအတန်ဖန်းဆက်နဲ့အတန်မျိုးစုံပြောင်းပြောပေးတယ်အသုံးပြုသူက iPad ရှေ့မှာထိုင်နေရင်စက်ရုပ်နဲ့စကားပြောရတယ်လို့မျိုးဖန်တီးဒီစမ်းတာ အော်တော်တော်ပါနဲ့တဲ့နီးပဲ ဟုတ်တယ်အဲ့ဒီကပတ်အတွင်းမှာပဲလူတွေဘလို့အမူအရာဘလို့အတန်ကိုသဘောကျလဲဆိုတာအဖြေရသွားတယ်တကယ်စက်ရုပ်အကြီးကြီးတွေအများကြီးစောက်စရာမလိုပဲနဲ့ပေါ့ အရန်ကောင်းတဲ့ဥပမာပဲဒီ Spring ကနီးပညာကုမ္ပဏီတွေ startup တွေအတွက်ပဲအသုံးဝင်တာလားဒါမှမဟုတ်တခြားလုပ်ငန်းတွေရောသုံးလို့ရလား အစတော့အနည်းပညာနဲ့ပဲမှာစသုံးတာများပေမဲ့တကယ်တမ်းသူ့ရဲ့အသုံးဝင်မှုကအရန်ကျေပြန့်တယ် Blue Bottle Coffee လို့ coffee ဆိုင်လုပ်ငန်းမျိုးတောင်သုံးတယ် ဟုတ်လားသူတို့အပါအတွက်သုံးလဲ သူတို့ရဲ့ website ပေါ် online store အတွေ့အကြုံကိုဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာကို Sprint နဲ့စမ်းသပ်ခဲ့တာနောက်ဒီ Foundation Medicine ဆိုတဲ့ကျန်းမာရေးကုမ္ပဏီက cancer report တွေကိုဆရာဝန်တွေပိုနားလဲလွယ်အောင်မြင်မြန်ဆန်ဆန်အချက်လက်ရအောင်ဘယ်လိုပြမလဲဆိုတာကို Sprint နဲ့အဖြေရှာတယ် ပညာရေးမှာတော့လို့ပြောသေးတယ်နော် ဟုတ်တယ်ကျောင်းသင်ခန်းစာဒီဇိုင်းဆွဲတာသင်ချာနေအသစ်တွေစမ်းသပ်တာမျိုးတွေမှာတော့သုံးနေကြပြီဘယ်နဲ့ပဲမဆိုးအရေးကြီးတဲ့ပြဿနာမတိချာတဲ့ရှိကူကာရိကာတွေသုံးလို့ရတယ်ဆိုတဲ့သဘောပဲ ဒါဆိုရင် Sprint ဆိုတာကတကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတွေမတိချာမရရမှုတွေကြားတဲ့ကနေလမ်းကြောင်းမှန်ကိုမြ мян ဆန်းဆန်းရှာဖို့စွန့်စားရမှု risk ကို short ချဖို့အရန်သုံးဝင်တဲ့စနစ်ကျရဲ့နီလန်တစ်ခုလို့ခြုံပြောလို့ရမယ်ထင်တယ် တိတိကျကျပါပဲအရေးကြီးဆုံးကစိတ်ကူးတက်တက်ပဲမဟုတ်ပဲဒါမှမဟုတ်ပြီးပြည့်စုံအောင်စောင့်နေတာမျိုးမဟုတ်ပဲလက်တွေ့နဲ့အမြန်ဆုံးထိတွေ့ပြီးသင်ယူထုပဲ ဟုတ်ကဲ့ လမ်းမနေရင်ရှေ့ဆက်တိုးဖို့ယုံကြည်မှုပိုရတယ်လမ်းမနေရင်လည်းအချိန်မီတည်ပြီးမြန်မြန်ပြင်ဆင်နိုင်တယ်လေရိုင်းညီနောင်လေးရင်ပြန်ချီထွင်ခဲ့တယ်လို့ပေါ့စိတ်ကူးရင်ယုံတက်တက်မဟုတ်ဘူး စနစ်တကျစမ်းသပ်ခဲ့ကြတာပါ ဟုတ်တယ်မေကွန်ထုတ်လေးလာ prototype ဆောက်စမ်းသပ်every cycle ကိုအကြိမ်ကြိမ်လုပ်ခဲ့လို့အောင်မြင်ခဲ့တာ Spring ကအဲ့ဒီလိုစနစ်တကျလှုပ်ဆောင်မှုကိုရက်တော်အတွင်းမှာလုံနိုင်အောင်ကူညီပေးတဲ့သဘောပဲ ရမ်းကောင်းတဲ့ရှင်းလင်းချက်ပါပဲကျေးဇူးတင်ပါတယ် 你耶，AI ကြီးတဲ့မြေခွန်းဒါမှမဟုတ်စမ်းသပ်ခြင်းတဲ့ idea ကခုခုရှိနေမလား အေးရှိနေတော့ပေါ့ အဲ့ဒါကိုဒီ Sprint နီလာနဲ့တပတ်အတွင်းအဖြေရှာကြည့်ဖို့ကစိတ်ကူးကြည့်ဘူးလားတကယ်စမ်းကြည့်ဖို့အစင်သင့်ဖြစ်ပြီလားဆိုတာလေးပေါ့ မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာက Tom Kelly နဲ့ David Kelly တို့ရဲ့ Creative Confidence စာအုပ်ထဲကအချက်လက်တွေပါပဲတီထွင်ဖန်တီးနိုင်စွမ်းယုံကြည်မှုဆိုတာကိုအဓိကထားပြောကြမှာပါ ဟုတ်ကဲ့ creative confidence ပေါ့ ဒီယုံကြည်မှုကအတိအကျဘာကိုဆိုလို့တလဲဘာကြောင့်အရေးကြီးနေပြီးတော့လေ
အဲ့ဒါကိုဘလို့များပြုစုဖြိုးထောင်လို့ရမလဲဆိုတာတွေကိုဒီစာအုပ်ထက်ကတွေးအမြင်နဲ့ချိတ်ဆက်ပြီးတော့ဆွေးနွေးကြည့်ချင်ပါတယ် စိတ်ဝင်စားစရာကောင်းတာကဗျာဒီစာအုပ်ကပြောတာကတီထွင်ဖန်တီးနိုင်စွမ်းဆိုတာပါရမီရှင်ကံကောင်းတဲ့လူနည်းစုအထက်ပဲတီးတမဟုတ်ဆိုတဲ့အချက်ပဲ ဟုတ်တယ် တကယ်တော့အဲ့ဒါကလူတိုင်းမှာရှိပြီးသားဒါပေမဲ့ကိုတန်တရားဝင်စိတ်တွေအထူးသဖြင့်ကြာရှုံးမှာကြောက်တဲ့စိတ်တွေကပိတ်ဆို့ထားရတယ်ပေါ့ အကြောက်တရားကအဓိကပြဿနာပေါ့နော် ဟုတ်ပါတယ်အဲ့ဒီအကြောက်တရားကိုကြော်လွှားနိုင်ဖို့ကအဓိကတော့ချက်ပဲလို့ဆိုတယ် အဲ့တော့ creative confidence ဆိုတာကလည်းအဲ့ဒီလိုကိုရဲ့ fantasy နဲ့စွမ်းကိုဒီမကြည့်မှုရှိတာမျိုးစိုးရင်စိတ်တွေတန်တရားတွေလွှမ်းမိုးမနေဘဲနဲ့အခွင့်အလမ်းတွေကိုမြင်တတ်တဲ့အမြင်မျိုးကိုဆိုလိုတာပေါ့ ဟုတ်ပါတယ် ဒီယုံကြည်မှုကမွေးရပါမှမဟုတ်ဘဲနဲ့လေတဖြည်းဖြည်းတိဆောက်ယူလို့ရတယ်ဆိုတဲ့အချက်ကအားတက်စရာပဲ မှန်ပါတယ်လူများစုကြုံရတဲ့အကြီးမားဆုံးအသားအစီကတော့အဲ့ဒီကြာရှုံးမှာကိုကြောက်တဲ့စိတ်ပဲစိတ်ပညာရှင် Albert Bandura ရဲ့ဟွာလေးမွေးကြောက်တဲ့ယောဂဖိုဘီယာကုတဲ့နီလန်းလိုမျိုးပေါ့ အိုးဘယ်လိုမျိုးလဲ သူကလူနာတွေကိုမွေးနဲ့ဖြည်းဖြည်းချင်းထိချုပ်ခါတဲ့ချင်းဒီမှာတဆင့်ချင်းထိတွေ့စေပြီးတော့အဲ့ဒီကြောက်စိတ်ကိုဖြည်းဖြည်းချင်း short ချပေးတာ guidance mastery လို့ခေါ်တယ်ထင်တယ် ဟုတ်တယ်အဲ့လိုပဲကိုယ့်ရဲ့ဒီ funding မှုနဲ့ပတ်သက်တဲ့ကြောက်စိတ်တွေကိုလည်းတိတ်ထေးလေးတွေစပြီးတော့စီမံခန့်ခွဲနိုင်တဲ့ခြေလှမ်းလေးတွေနဲ့ရင်ဆိုင်ကြော်လွှားဖို့လေ့ကျင့်ယူရမှာပေါ့ ကြာရှုံးမှုနဲ့ပတ်သက်ပြီးစာအုပ်ထဲမှာ failure paradox ဆိုတဲ့အယူအဆတစ်ခုပြောထားတာစိတ်ဝင်စားဖို့ကောင်းတယ်နော် ဟုတ်တယ် တကယ်တော့ဒီတီထွင်ဖန်တီးမှုအားကောင်းတဲ့သူတွေကတခြားသူတွေထက်ပိုပြီးတော့ကြာရှုံးကြတယ်ဆိုတာမျိုး မှန်ပါတယ်အန်အိုးစရာပဲနော်ဒါပေမဲ့အဓိကဘာလဲဆိုတော့သူတို့ကအဲ့ဒီကြာရှုံးမှုတွေကိုသင်ခန်းစာယူတယ်ပြီးတော့ပို့ကျူးစားကြတယ်ပို့ပြီးတော့စမ်းသပ်မှုတွေလုပ်ကြတယ်ဟုတ်ကဲ့အဲ့ဒီတော့အဆုံးမှာအောင်မြင်မှုရသွားတာအဲ့ဒီစင်းရဲ့မိသေးလို့ right နေအောင်ရဲ့လေယာဉ်များကြိုးပမ်းမှုတွေလို့ပေါ့အချင်းချင်းကြာရှုံးခဲ့ကြတာလေ ဒါက Carol Dweck ပြောတဲ့ growth mindset နဲ့တိုက်ရိုက်ချိတ်ဆက်နေသလိုပဲနော်စူးစမ်းရင်တိုးတက်နိုင်တဲ့အရေးချင်းဆိုတာတိဆောက်ယူလို့ရတယ်ဆိုတဲ့ယုံကြည်မှုမျိုး အတိအကျပဲ growth mindset ရှိတဲ့သူကကြာရှုံးမှုကိုသင်ယူဖို့ခွင့်လန်းလို့မြင်တယ် fixed mindset တမားတာတော့ကိုယ့်အရေးချင်းကိုတတ်တယ်ပြဖို့ပဲကြိုးစားရင်ကြာရှုံးမှာကိုတိတ်ကြောက်နေတာပေါ့ say growth mindset ရှိဖို့ဆိုတာကလည်းကိုဘာလုံးနေလဲဘသူအတွက်လုံးနေလဲဆိုတာကိုနည်းနားလည်မှုပုံမှာမူတည်နေတယ်လို့ပဲအဲ့ဒီမှာကိုချင်းစာတရား empathy ကအရေးပါလာပြီ ဟုတ်ပါတယ်ကိုချင်းစာတရား empathy စောက်ထေက GE က duck တိုက်ချေကလေးတွေအတွက် MRI စပြန် design ဆိုရဲဇလန်းကတကယ်ဥပမာကောင်းမယ် အဲ့လာလေးကျွန်မလည်းသဘောကျတယ် သူကအစားပိုင်းမှာ design သမားဆိုတော့စက်ရဲ့နီးပညာပိုင်း engineer ပိုင်းပဲအာယုံစိုက်ခဲ့တာဒါပေမဲ့တရက်မှာစေယုံကိုတွားကြည့်ရင်ကလေးလေးတယောက် MRI စကြည့်တဲ့ဝင်ရမှာကိုငိုယိုပြီးကြောက်နေတာကိုမြင်လိုက်ရတယ်အဲ့ဒီမှာသူကဟာငါတို့ကနီးပညာပိုင်းပဲကြည့်နေတာဒီစက်ကိုသုံးရမယ်ကလေးတွေရဲ့ခံစားချက်ကိုမကြည့်မိပါလားဆိုပြီးသဘောပေါက်သွားတယ်သူတို့ရဲ့ကြောက်တရားကိုကိုချင်းစာမိသွားတာကို ပြီးတော့အတွေ့အကြုံတစ်ခုလုံးကိုပြောင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်နော် ဟုတ်တယ် MRI စက်ကြီးကိုပင်လယ်ထားပြန်စွန့်စားခန်းလို့အာဂါသရင်တဲ့ရောက်သွားတယ်လို့မျိုးဖြင်းစင်ပြီးပြောင်းပစ်တယ်ဝန်ထမ်းတွေကိုလည်းကလေးလေးကိုစက်ထဲဝင်ခိုင်းတာထက်ပင်လယ်ထားပြခီးစဉ်စကြမယ်ဆိုတာမျိုးပြောဖို့လေ့ကျင့်ပေးတယ် ရက်လက်ကတော့ ရလက်ကအမခံပဲအရင်ကကလေးအများစုကိုမစ်စေပေးပြီးဆေးရတာကနေဒီလိုပြောင်းလိုက်တော့မစ်စေပေးရတဲ့နှုံးကတိတိသားသားကိုကြက်ဆင်းသွားတယ်ကလေးတွေကပျော်တော်ပျော်နေသေးတယ် အာကတကယ်ပြဿနာရဲ့အရင်မြက်ကိုနားလည်ဖို့လူတွေရဲ့လိုအပ်ချက်ခံစားချက်ကိုဗဟေဟုပြုပြီးစဉ်းစားခြင်းရဲ့အစွမ်းပဲ design thinking မှာပြောသလိုပေါ့ ဟုတ်ပါတယ်အသစ်တီထွန်မှုရဲ့အရေးကြီးတဲ့အချက်၃ချက်ရှိတယ်လीနီးပညာရဖြစ်နိုင်ရလား feasibility စီးပွားရေးရအတွက်ချေကရလား viability ပြီးတော့လူတွေတကယ်လိုအပ်ရလားလိုချင်ရလား desirability human factors ဟုတ်ကဲ့ အဲ့ဒီတတိယအချက်လူသားတွေရဲ့လိုအပ်ချက် desirability ကနေစတင်တာကတကယ်ထိုးထွင်းကြံစည်မှုအသစ်တွေအတွက်လမ်းဖွင့်ပေးတယ်လို့စာအုပ်ကဆိုတယ် embrace လို့ခေါ်တဲ့မွေးကင်းစားကလေးငယ်အနွေးပေးအိတ်ထီထွင်ခဲ့တဲ့ခွဲရဲ့ဇလန်လက်ဒီသဘောပဲနော် မှန်ပါတယ်သူတို့ကအစားကစိတ်ယုံနေမှာသုံးနေ incubator တွေကဈေးကြီးတော့ဈေးတက်ထားတဲ့အစားထိုးဒီဇိုင်းဆွဲဖို့ရည်ရွယ်ခဲ့တာ ဟုတ်တယ်ဒါပေမဲ့တကယ်လိုအပ်နေတဲ့ကျေးလက်ဒေတာကမိခင်တွေစီသွားလေးလာတော့သူတို့ရဲ့အခက်ခဲအစစ်အမှန်ကိုတွေ့သွားတာ လက်စမီမရှိတာဆေးရုံကိုအလံဝေးတာကလေးကိုနှွေးအောင်အဝိတ်နဲ့ပတ်ထားရတာမျိုးတွေပေါ့အဲ့ဒီလိုအပ်ချက်တွေကိုကိုချင်းစာတရားနဲ့နားလည်လိုက်တော့မူလပြဿနာကိုပြန်ပုံဖော်ပြီးတော့လက်စမလို့တဲ့တရားလွယ်တဲ့အနှွေးပေးအေးလေးကိုထိထွင်နိုင်ခဲ့တာ
ဒါကတကယ်လိုအပ်နေတဲ့သူတွေစီရောက်သွားတဲ့ထိထွေမှုဖြစ်သွားတာပေါ့ဒါပေမဲ့တီးရနဲ့လောက်တာကြမှာကွာရချက်ရှိတဲ့တယ်ဆိုတာလည်းတတိပြုရမယ်နော် ဟုတ်တယ်အဲ့ဒါလည်းသိရေးကြီးတယ်စာအုပ်ထဲမှာကိုရက်ကုမ္ပဏီဥပမာပေးထားတယ်သူက digital photography ကိုအစောဆုံးထိထွင်ခဲ့တဲ့အထက်မှာပါတယ်ဆိုပေမဲ့ အောင်မြင်နေတဲ့ film လုံငန်းကြီးကိုထိခိုက်မှာဆိုလို့ ဟုတ်တယ်အဲ့ဒါကြောင့်လက်တွေ့အကောင့်ထဲပေါ်ဖို့ဈေးကွက်တွေချဲ့ထွင်ဖို့နောက်ကျသွားတယ်အဲ့ဒီအချိန်မှာတခြားကုမ္ပဏီတွေကဝင်လာပြီးဈေးကွက်ကိုဦးသွားရအောင် ဒါကြောင့်စိတ်ကူးတွေကိုစိတ်ကူးထဲမှာပဲထားမနေပဲနဲ့လက်တွေ့စမ်းသပ်ဖို့ရှေ့ပြေးပုံစံ prototype တွေလုပ်ကြည့်ဖို့ကတိတ်အရေးကြီးတာပေါ့ အတိအကျပဲပြည့်ပြည့်စုံတဲ့အခြေအနေရောက်မှလုံးမလို့စောင့်မနေနဲ့အစမ်းသက်တင်ယူပြင်ဆင်ထပ်စမ်းသက်အဲ့ဒီတန်တရားကိုမြန်မြန်လေပတ်နိုင်ဖို့ရည်ကြီးတယ် Post New App ကိုလုပ်ခဲ့တဲ့ចောင်းသားတွေဆိုရင်သူတို့ idea ကို post-it note လေးတွေရိုးရှင်းတဲ့ design ကျမ်းနေနဲ့စပြီးတော့လူတွေကိုလိုက်ပြ feedback ယူလုပ်ခဲ့တာ ဟုတ်ကဲ့လူတွေစီကတုံ့ပြန်မှုကိုအရင်ယူတာဆိုတော့အကြံပေးထားတာကတေးသေးလေးပဲစပ်ဖို့ launch to learn ဆိုတဲ့စကားအတိုင်းပဲ ဟုတ်တယ်တင်ယူဖို့အတွက်စတင်လိုက်ပါကို idea ကအပြည့်အစုံရှင်းတဲ့မဖြစ်သေးဘူးလို့ထင်နေရင်တော့အပြည့်မှာတကယ်လူတွေနဲ့စမ်းသပ်ကြည့်လိုက်တာကတန်းဖုံဖြတ်နိုင်တဲ့သင်ခန်းစာတွေရစေနိုင်တယ် နောက်ထပ်လက်တွေ့ကျတဲ့နီလန်းလေးတစ်ခုစာအုပ်ထဲမှာပြောထားတာကကိုနေစဉ်ဘဝမှာကြုံရတဲ့အစင်မပြေတာလေးတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကိုမှတ်ထားတဲ့ bucket list လုပ်ကြည့်ဖို့နော် အဲ့ဒါကောင်းတယ်ဗျာ bug list ဟုတ်တယ်ကိုကဒါလေးတော့ဒီလိုဖြစ်ရင်ပိုကောင်းပါမယ်ဒီဟာကတော့တိတ်အစင်မပြေဘူးဆိုတာလေးတွေကိုချရေးထားတာမျိုး အဲ့ဒါတွေကတကယ်တော့တိုးတက်ကောင်လို့ရမယ်အသက်တီးထွင်လို့ရမယ်အခွင့်အလမ်းတွေချီပါလေကိုပတ်ဝန်းကျင်မှာကိုအများကြီးရှိနေတာ ဟုတ်ကဲ့အဲ့ဒီနေစပြီးတော့တီထွင်ဖန်တီးမှုတွေလုပ်လို့ရနိုင်တာပေါ့ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနှစ်ချုပ်ပြန်ကြည့်ရရင် creative confidence ဆိုတာလူတိုင်းတိဆောက်လို့ရတဲ့အရေးအတွေးတစ်ခုပါ ဟုတ်ပါတယ် ကိုချင်းစာတရားကိုလက်ကင်ထားတာကြာရှုံးမှကြောက်တဲ့စိတ်ကိုခြေလန်းတေးသေးလေးလေးနဲ့စပြီးကြော်လွားတာပြီးတော့စိတ်ကူးတွေကိုအကောင်ထဲဖော်ပြီးတော့လက်တွေးစမ်းသက်တာတွေနဲ့ဖြည်းဖြည်းမွေးမြူသွားနိုင်တယ်ပေါ့ မှန်ပါတယ်အဓိကကစလုပ်ဖို့ပဲ ဟုတ်ကဲ့ ဒီအချက်ဒီပေါ်မှာမူတည်ပြီးတော့လေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြီးတော့ပြောချင်တာကကိုယ့်ရဲ့ဘဝကိုပဲ design project တစ်ခုလို့တဘောထားချဖို့တိုက်တွန်းချင်တာပါ အိုးစိတ်ဝင်စားစရာပဲဘဝကိုဒီဇိုင်းဆွဲတာ ဟုတ်တယ်ကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပိုပြီးစူးစမ်းလေ့လာခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်မွေရဲ့တစ်စိတ်တစ်ပိုင်းအလုပ်ဖြစ်ဖြစ်ဆက်ဆံရေးဖြစ်ဖြစ်ဝါသနာဖြစ်ဖြစ်ပေါ့လေအဲ့ဒါတွေကိုပိုပြီးအဓိပ္ပာယ်ရှိအောင်ပိုစိတ်ကျဉ်တဲ့ဆရာကောင်းပြောင်းလဲခြင်းလို့ပဲဖြစ်ဖြစ်ဒီနေ့ကစပြီးဘလို့တင်းငယ်တဲ့စမ်းတက်မှုလေးတစ်ခုဆက်လုပ်ချလို့ရမလဲဆိုတာကိုဆက်ပြီးတော့ဆင်ခြင်ကြည့်ဖို့အကြံပြုချင်ပါတယ် ကောင်းလိုက်တဲ့အကြံဉာဏ်မှာပဲကိုဘဝတို့တိုးတက်အောင်ဒီဇိုင်းဆွဲဖို့တင်းငယ်တဲ့စမ်းသပ်မှုလေးတွေဆက်လုပ်ကြည့်ဖို့ပေါ့ဒီနေ့ဆွေးနွေးပေးတာကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါပဲစမ်းသပ်တီထွေးမှုဆိုတာတော်တော်စင်ခေါ်မှုများတယ်ဗျာဒါပေမဲ့လေပြဿနာတွေကိုချင်းကပ်တဲ့အတွေးခေါ်လေးနည်းနည်းပြောင်းလိုက်ရုံနဲ့အဖြစ်အသစ်တွေဘလို့တွေးလိုက်မိလဲစဉ်းစားကြည့်ဘူးလားဒီနေ့အဲ့လိုအတွေးခေါ်တုံးဆောင်တစ်မျိုးကြောင့်နည်းနည်းအတွေးကြပြောကြည့်အောင်ဒီနေ့ကျတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့Tim Brown ရဲ့ Change by Design စာအုပ်ထဲကအချက်လက်တွေပေါ်အခြေခံထားတဲ့ design thinking ပေါ့ design ဆန်တဲ့အတွေးခေါ်လို့ပြောရမှာပေါ့လေအဓိကကတော့ဒီ design thinking ဆိုတာပါလေသူ့ရဲ့အခြေခံမူတွေကဘာတွေလဲပြီးတော့ပြဿနာဖြေရှင်းတဲ့နည်းလမ်းတွေကိုဒါကဘလို့ပြောင်းပြနိုင်တယ်လဲဆိုတာကိုပေါ့ဟိုရုပ်ပိုင်းလာတဲ့ပိုတဲ့ရှုထောင့်ကနေကြည့်ကြမယ်ကဲဒါဆို design thinking ဆိုတာအတိအကျပါလေဗျာဒါကဟိုပုံမှန်လာဖို့အမြင်လာဖို့တတ်တယ်တော့မဟုတ်ဘူးနော် ဟုတ်ကဲ့မဟုတ်ပါဘူးအဓိကကလူကိုဘ ਹੁ ပူပြီးတော့စမ်းတစ်တီထွန်မှုကိုချင်းကတဲ့နီလန်တစ်ခုပါ စာရေးသူ Tim Brown ခေါ်တဲ့နော်ကြေခါတယ်နော်ဒီဇိုင်နာတယောက်ချစ်ချင်းနဲ့ဒီဇိုင်နာတယောက်လို့တွေးခေါ်ခြင်းကြားကကွာခြားချက်ကိုသူ့သဘောပေါက်သွားပုံလေသူ့ရဲ့ Weltkin Brush Screen စက်ရုံအတွေ့အကြုံကနေတယ် ဟုတ်ပါရဲ့အရင်ကဒီဇိုင်းကိုနောက်ဆုံးအဆင့်အလှအစင်စားလောက်ပဲမြင်ခဲ့ရကနေတကယ်တော့လုံလန်းစင်တစ်ခုလုံးရဲ့အလဲဘ ਹੁ မှာရှိတဲ့တယ်ဆိုလာမျိုးပေါ့ အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာအချက်၃ချက်ကိုပေါင်းစပ်ဖို့စ조사တာဆို အဲ့ဒါအရင်ကရေးကြီးတဲ့အချက်ပဲရှင်ဟုတ်ကဲ့လူတွေရဲ့လိုလားတောင်တမှုဆိုလိုတာက desirability ပေါ့လေနောက်နီးပညာအရာဖြစ်နိုင်ခြေ feasibility ပြီးတော့စီးပွားရေးအရာတွက်ချေကိုက်မှု viability အဲ့ဒီ၃ခုကိုဟန်ချက်မိန်အောင်လုပ်တာ ဒါဆိုရင်အ၃ခုဟန်ချက်မညီရင်တစ်ခုခုရောက်နေနေတကယ့်စံတတီထွေမှုကအောင်မြင်မှုမလွယ်ဘူးရေးရှင်းမခံဘူးအဲ့လိုတော့လား အတိကျပါပဲ
အဲ့ဒါကြောင့်လူကိုပထမနေရာမှာထားရခြင်းကအရေးကြီးတာဥပမာ Nintendo Wii လေ ဟုတ် Wii game set သူတို့ကအဲ့ဒီခေတ်က grossiest state processing power တွေပြိုင်နေတဲ့လမ်းကြောင်းကနေခွဲထွက်လိုက်တယ်လူတွေတကယ်လိုချင်တဲ့အပြန်လန်းကစားတဲ့အတွေ့အကြုံအဲ့ဒီ desirability ကိုအရင်ရှာပြီးဦးစားပေးလိုက်တာ မှန်တယ်အဲ့ဒီလူကိုဗဟိုပြုတဲ့အပိုင်းမှာအရေးကြီးဆုံးတဲ့ကတစ်ခုက empathy ပဲစာနာနားလည်မှုပေါ့ ဟုတ်ကဲ့ empathy တုံးဆွဲတို့ကိုဘာလို့ချင်းလဲဗျာဆိုပြီးတရိုက်ကြီးမေးတာမျိုးထက်သူတို့ရဲ့တကယ်အခြေအနေသူတို့မပြောပြတတ်တဲ့လူအချက်တူကိုနက်နဲ့ဝန်ခံစားကြည့်တာ Henry Ford ဥပမာလို့ပေါ့ မြေအမြန်ကြီးလိုချင်တယ်လို့ပြောမဲ့ကိစ္စမျိုးเนาะတကယ်လိုတာကမြန်တွားနိုင်မှု ဟုတ်တယ်အဲ့ဒီလိုနားလည်ဖို့ဆိုရင် observation လေ့လာစောင့်ကြည့်မှုကအရေးပါလာတယ်ပေါ့ အရန်အရေးကြီးပါတယ် IDEO company ကစက်ပီ project လုပ်တော့ဆိုရင်လူတွေဘာကြောင့်စက်ပီမစီးကြတော့တာလဲဆိုပြီးကွင်းစင်းလေးလာခဲ့တာ ပါတီတွေ့ခဲ့လေ ဆိုတော့စက်ပီပြင်ရတာခတ်လို့ဆိုင်ကယ်ရီကြားတဲ့စီယာမကြောက်လို့စတိုးဆိုင်ကဝန်ဆောင်မှုအတွေ့အကြုံမကောင်းလို့အစားရှိသဖြင့်ပေါ့အဲ့လိုတကယ်အကြောင်းရင်းတွေကိုရှာတွေ့တော့မှပြဿနာရဲ့အရင်ခံကိုနားလည်သွားတာ အဲ့ဒီလိုနားလည်မှုအပြင်ကန့်သက်ချက်တွေရဲ့အခန်းကဏ္ဍကလည်းရှိသေးတယ်နော် constraints ပေါ့ ရှိတာပေါ့ရှင် Charles Eames ပြောခဲ့တယ်လို့ပဲလေကန့်သက်ချက်တွေကိုလက်ခံနိုင်ရမယ်တဲ့ design thinker တွေကအဲ့ဒီ budget တို့အချိန်တို့နည်းပညာကန့်သက်ချက်တွေကိုအခက်ခဲလို့မမြင်ဘူး ဘယ်လိုမြင်လဲ တီထွင်ဖန်တီးမှုကိုလမ်းညွှန်ပေးတဲ့အရာတွေဖြင့်ရှုမြင်တယ်ပြီးတော့အဲ့အရာတွေကိုဟန်ချက်ညီရောက်လှုပ်ဆောင်တယ်နောက်တစ်ခုကပြဿနာဆိုတဲ့မရေရာတာကြီးကနေလေ ဟုတ် တီးကြတဲ့ရင်းမှန်းချက်အချိန်ပေါင်းလှုပ်ရှားတွေပါတဲ့ project အဖြစ်ပြောင်းလဲရှုမြင်လိုက်တာအဲ့ဒါကတီထွင်နိုင်စွမ်းကိုပိုပြီးအားပေးတဲ့လက်တွေ့ကြစေတယ် ကောင်းလိုက်တာဒီအခြေခံစိတ်နေစိတ်ထားတွေနဲ့အတူအဓိကလှုပ်ဆောင်ချက်တွေလည်းရှိတွေ့တယ်နော် prototyping လိုမျိုးစိတ်ကူးတွေကိုစာရွက်ပေါ်မှာပဲထားမဲ့စာလက်တွေ့ပုံစံငယ်လေးတွေအမြဲလုပ်ကြည့်တာပေါ့လေ ဟုတ်တယ်မြန်ညံကုန်ကြစိတ်နဲနဲနဲ့ Insto ရဲ့အနာမည်ကြီးထိုင်ခုံဆိုနှစ်30ကြာဖြတ်ခနဲ့အကြံရမှုတဲ့တကယ်ကစမ်းသပ်မှုတွေအများကြီးနဲ့ Apple ရဲ့ပထမဆုံး mouse ပုံစံငယ်ဆိုထောပတ်ခွအုပ်ချင်နဲ့roll-on ဘူးကဘောလုံးလေးတဲ့စမ်းခဲ့တာဆိုလား အဲ့လိုမျိုးပဲအဓိကကပြည့်စုံဖို့မဟုတ်ဘူးတင်ယူဖို့စမ်းသပ်ဖို့လူတွေရဲ့တုံ့ပြန်မှုရယူဖို့အဲ့ဒီ empathy ကရတဲ့ insight တွေကိုဒီလို prototype လုပ်ရင်းနဲ့တကယ်အလုပ်ဖြစ်မလားစမ်းတာ အဲ့လိုစမ်းသပ်တင်ယူပြီးတော့ကိုယ့်စိတ်ကူးကိုတခြားသူတွေလက်ခံလောက်အောင်ပြောပြဖို့လိုလားပြန်ရော အဲ့ဒီမှာ storytelling ကအရေးပါလာပြီဇလန်းပြောပြခြင်းပေါ့ ဟုတ်ကဲ့အချက်လက်တွေကနန်းတွေချီပြတာတဲ့ဇလန်းနဲ့ပြောတာကပိုထီရောက်တယ်ပေါ့ ဇလန်းပုံစံနဲ့ပြောပြနိုင်ရမယ် Snap-on ကိရိယာရဲ့အတွက် IDEO ကကားကော်တောင်ပုံစံ presentation လုပ်ပြခဲ့တာလी မှတ်မိတယ် အဲ့ဒါကတမားရိုးစ PowerPoint နဲ့ပြတာတဲ့အများကြီးထိရောက်တယ်အမှုဆောင်တွေကပြဿနာကိုစိတ်ခံစားမှုနဲ့ပါနားလည်သွားစေတာ ဒါတွေအားလုံးကထုတ်ကုန်ဒီဇိုင်းအတွက်ပဲမဟုတ်ဘူးဆိုတာစာအုပ်တွေမှာဥပမာတွေအများကြီးပေးထားတယ်နော် ဟုတ်ကဲ့ကျယ်ပြန့်ပါတယ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းသုံးတယ်လေးစိတ်လုံယုံရအတွေ့အကြုံပိုကောင်းအောင်လုပ်တာမျိုး အဖွဲ့အစည်းပြောင်းလဲရေးမှာကော state case company လိုမျိုး ဟုတ်ပါတယ် staircase ကယုံပရိဘော့ကရောင်းယုံဖောက်တော့ပဲအလုတ်ခွင်အတွေ့အကြုံတစ်ခုလုံးကိုဒီဇိုင်းဆွဲပေးတာမျိုးဖြစ်လာတယ်လူမှုရေးပြဿနာတွေမှာတော့သုံးနိုင်တယ် အိန္ဒိယက Aravind မျက်စိဆေးရုံဥပမာလိုပေါ့ကန့်သက်ချက်တွေအများကြီးကြတဲ့ကအောင်မြောင်လုပ်နိုင်ခဲ့တယ် မှန်ပါတယ်ဒီတော့ဒါတွေကိုခြုံကြည့်ရင်လေ design thinking ကိုအပေါ်ယံအလဆင်တာလောက်ပဲသုံးလို့မရဘူး ဟုတ်ကဲ့ အဖွဲ့အစည်းရဲ့မဟာဗျူဟာအဆင့်အထိ upstream ပေါ်အစောပိုင်းအဆင့်တွေဒီရွှေ့ပြီးထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတာကိုပြနေတာဒါမှတကယ်စနစ်ကြတဲ့ပြောင်းလဲမှုစမ်းသစ်တဲ့ယဉ်ကျေးမှုဖြစ်လာမှာ ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင်တော့ design thinking ဆိုတာလူကိုဗဟိုပြုတယ် empathy ကိုခြေခံတယ်ကန့်သက်ချက်တွေကိုလက်ခံတယ် prototyping နဲ့အစစ်စစ်စမ်းသပ်တည်ဆောက်တယ်ပြီးတော့ storytelling နဲ့ဆက်သွယ်တယ်ဒါတွေနဲ့ပြဿနာတွေကိုပတ်စုံကြည့်ပြီးဖြေရှင်းတဲ့နည်းလမ်းတစ်ခုပေါ့ပြီးတော့ဒါဟာထုတ်ကုန်တစ်ခုတည်းမဟုတ်ပဲဝန်ဆောင်မှုအဖွဲ့အစည်းလူမှုရေးကိစ္စတွေအထိအသုံးဝင်တယ်ဆိုတာပါပဲ ဒီနေရာမှာစဉ်းစားကြရလေးတစ်ခုထပ်ပြောချင်တာကလည်းကုမ္ပဏီကြီးတွေအဖွဲ့အစည်းကြီးတွေရဲ့စိန်ခေါ်မှုတွေဖြစ်ပါကိုယ်ပိုင်ဘဝမှာဒါမှမဟုတ်ကိုယ်ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာတွေ့နေရတဲ့ပြဿနာလေးတွေကိုခေါ် နေစဉ်ကြုံနေရတဲ့ကိစ္စလေးတွေ ဟုတ်ကဲ့အဲ့ဒါလေးတွေကိုဒီလို empathy နဲ့ prototyping နီးလန်းတွေတုံးပြီးချင်းကက်ကြည့်ရင်ကောဘလို့အဖြစ်လေးတွေထွက်လာနိုင်မလဲဘလို့အပြောင်းလဲတေးသေးလေးတွေဖန်တီးနိုင်မလဲကိုဘွားတန်းက design challenge တွေကိုဒီနီးနဲ့ဘလို့ကင်တွယ်ကြည့်မလဲပေါ့နော်အဲ့ဒါလေးဆက်စဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင်